ဒီခောက်ဆွဲဆိုင်ကိုလေအကုန်လုံးကြိုက်တယ်မကြိုက်တာသူ့ရဲ့အမဲကြောပဲတဒုံကလူကိုပြစ်ပေါက်ရင်တော့မှတော်တော်နာလောက်တယ်ပါဇက်နဲ့တော့မဆန့်ဘူးအဲ့ဒါရောအဲ့လောက်အတုံးကြီးဘာလို့တုံးထားရလဲလည်းမသိအရင်သူ့ရဲ့ဆိုင်အဟောင်းတော့ကတော့မှအဲ့လောက်တုံးမကြည့်ဘူးဒီဘက်ဆိုင်တစ်ပြောင်းလာပြီးတော့မှသူ့အတုံးကတော်တော်ကြီးလာပုံမှန်ဆိုရင်အမဲကြောကိုတော်တော်ကြိုက်တဲ့တည်းမှာပါတယ်သူ့ဆိုင်ကအမဲကြောကိုတော့မစားနိုင်တော့ခုနောက်ပိုင်းအမဲလုံးနဲ့ပဲစားဖြစ်တော့တာပေါ့နော်ဒါပေမဲ့အဲ့ဒီအမဲကြောတစ်ခုပဲအပြစ်ပြောစရာရှိရပါဒါကတော့မူးဆယ်ဆိုင်ပါရှင်ဆယ်လက်ရအတိုင်းပေါ့နော်ဟင်းရည်ထဲမှာအစားပလားအစုံနဲ့အရသာကိုလေးလေးပပစားရမယ်အမျိုးပါရှင်နန့်ခမ်းလိုမျိုးအရေးကြီးကျဲတော့မဟုတ်ဘူးပေါ့နော်မူဆယ်လက်ရလို့ပြောလိုက်တာနဲ့အမဲလုံးတွက်ဆက်ထားတဲ့တီတန် sauce ကိုပေးတယ်ဒီ sauce တွေကလည်းနန့်ခမ်းရဲ့ sauce နဲ့မတူပြန်ပါဘူးအဲ့ဒီ sauce လေးကိုဟင်းရည်လေးထဲမှာရောစားလိုက်လို့ရှိရင်လည်းချစ်ချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုအသားထဲတဲ့နေရာမှာပေါ့နော်အသားတွေကမူဆယ်လက်ရတွေအကုန်လုံးကြိတ်တဲ့ရတဲ့အသားပါမန္တလေးကလည်းမျိုးအတုံးလိုက်အသားတွေထည့်ပေးရမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအသားတွေရောအစားပလာတွေရောစုံလင်နေတဲ့ဟင်းရည်တွေကိုသူ့ရဲ့တူဘူးကျွတ်ကျွတ်လေးကိုစိတ်ပြီးစားကြည့်လိုက်ပါရှင်တူဘူးရဲ့ရတာပို့ပြီးတော့လေးနဲ့တွားတယ်လို့ခံစားစေရပါတယ်အရင်အေးတဲ့မန္တလေးရဲ့စောင်းမနက်ခင်တွေမှာရှမ်းခောက်ဆွဲပူပူနွေးနွေးလေးကိုစားလိုက်ရတာမို့တော်တော်လေးကိုနှွေးထွေးသွားတယ်လို့ခံစားရပါတယ်ရှင်တီးတို့ဒီဆိုင်ကိုအရင်ညောင်မင်းစင်းနားမှာဖွင့်နေရစားခဲ့တာပေါ့နော်အခုကျတော့35လမ်း8586ကျောက်ပြောင်းရွှေ့ထားတော့ကိုရီနဲ့ပိုတော့နီးသွားလို့ခဏခဏလည်းပို့စားဖြစ်ပါတယ်ရှင်ရှမ်းခောက်ဆွဲကမန္တလေးမှာဆိုရင်မူဆယ်နန့်ခမ်းကြောက်မဲတီဘောမြကြီးနာဖားကန်စသဖြင့်လက်ရမျိုးစုံရှိကြပါတယ်တီးကတော့ခောက်ဆွဲဆိုရင်ပြီးရောဘဲခောက်ဆွဲဖြစ်ဖြစ်အကုန်လုံးကိုကြိုက်ပါတယ်ရှင်